အမျိုးသမီးကြောက်ရဲ့ aura ကဆွဲဆောင်မှုရှိတယ်။သူက spiritually ဆွဲဆောင်မှုရှိတယ် spiritually magnetic ဖြစ်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီမျိုးသမီးကသူလိုချင်တဲ့အရာတွေကိုအနောက်ကနေ chase မလုပ်ဘူးသူလိုချင်တဲ့အရာတွေနဲ့သူအခုဖန်တီးနေတဲ့သူ့ရဲ့ identity ကိုပဲသူတထက်ထဲကြအောင်လုပ်လိုက်တယ်ဒီလိုလုပ်တယ်ဆိုတဲ့အခါမှာငန်းငန်းတက်လိုချင်တက်မှတ်မှုဖြစ်တဲ့နေရာကလာတာမဟုတ်ဘဲနဲ့သူဖြစ်ချင်နေတဲ့အရာတွေအားလုံးကလွယ်လွယ်ကူကူပပပနဲ့ဖြစ်သွားမယ်ဆိုတဲ့ယုံကြည်တဲ့စိတ်အဲ့ဒီ certainty နေရာကနေပြီးတော့လာတယ်ဒီအမျိုးသမီးကသူ့ရဲ့တန်ဖိုးကိုကောင်းကောင်းသိတယ်သူ့ရဲ့တန်မိုးရှိတဲ့ energy တွေကိုပေါ်ပေါ်လောလောဘယ်သူနဲ့မှပေးလိမ့်မရှိဘူးသူ့ရဲ့အချိန်သူ့ရဲ့ attention သူ့ရဲ့ခန္ဓာကိုယ်ကိုဘယ်သူကိုမှလွယ်လွယ်ကူကူ access လုပ်ပေးလိမ့်မရှိဘူးသူ့ရဲ့ sexual energy ကိုသူလေးစားတယ်လွယ်လွယ်ကူကူဘယ်ယောက်ျားနဲ့မှအိတ်လိမ့်မရှိဘူး she doesn't sleep around sexual experience ကိုလိုချင်လို့ဆိုပြီးတော့လူတကာနဲ့အိတ်လိမ့်မရှိဘူးဒီအမျိုးသမီးကသူ့ရဲ့ခန္ဓာကိုယ်ကိုလေးစားတယ်သူ့ရဲ့တအိမ်ကိုလေးစားတယ်သူ့ရဲ့တအိမ် warm area ကဘယ်လောက်ထိတန်မိုးရှိလဲ sacred ဖြစ်လဲဆိုတာကိုသူသိတယ်သူ့ရဲ့ boundary တွေကိုလေးစားတယ်သူကိုယ်တိုင်ကလည်းတန်မိုးရှိတဲ့အမျိုးသမီးရှားပါတဲ့အမျိုးသမီးဆိုတာကိုသူသိတယ်ပုဂ္ဂိုလ်ကိုလေးစားမှုကြောင့်ဒီအမျိုးသမီးရဲ့ဘဝမှာအကာအကွယ်ပေးတဲ့ protective aura လေးရှိလာတယ်ဒီ aura လေးကသူ့ဘဝမှာကောင်းပိတ်ညွန့်ပိတ်တွေကိုလက်ခံရရှိဖို့အတွက်ချဲခါပေးတဲ့ spiritual vessel အဲ့ဒီ capacity လက်ခံနိုင်မှုအတွက်အဲ့ဒီနေရာလေးချဲ့ပေးသွားတယ်အဲ့ဒီနေရာကနေပြီးတော့လူကောင်းသူကောင်းတွေသူတွေ့လာတယ် business partner တွေသူတွေ့လာတယ်သူ့ရဲ့ soul mate ကိုတွေ့လာတယ်အဲ့နေရာကနေပဲသူ့ဘဝကိုဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ abundant တွေရောက်လာတယ်အားလုံးကိုစုပ်ကင်ထားပြီးတော့ထိန်းချုပ်ထားတဲ့ control လုပ်ထားတဲ့နေရာကနေမဟုတ်ဘဲနဲ့သူဘာပဲကင်လိုက်အရာအားလုံးကရွှေဖြစ်လာတယ်အရာအားလုံးကအယောင်တောက်လာတယ် glow ဖြစ်လာတယ်အခန်းတစ်ခန်းထဲကိုဒီအမျိုးသမီးဝင်သွားလိုက်တာနဲ့သူ့ပါဇက်ကစကားတခွန်းမှမပြောရင်တောင်မှသူ့ရဲ့အရှိန်အဝါကိုသူ့ရဲ့ aura ကိုလူတွေကချက်ချင်းသတိထားမိတယ်အဲ့ဒါသူ့မှာရှိတဲ့ quiet power နူးနူးညံ့ညံ့တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့အာနာပါဝါအပြည့်ရှိတယ်သူ့ရဲ့တောက်ပမှုကအပြင်ကလာတာမဟုတ်ဘူးအတွင်းကလာတာသူ့ရဲ့အတွင်းထဲမှာရှိတဲ့အရာအလုံးကပြည့်ပြည့်စုံနေပါတယ်ဆိုတဲ့ she feels whole inside ဆိုတဲ့အဲ့ဒီ aura ကိုအပြင်မှာလဲသူက radiate ထုတ်ပြနိုင်တယ်Opportunities finds her. She does not force things. It is not about doing less. It's more about trusting more. ဒီအမျိုးသမီးက divine timing ကိုယုံကြည်လေသူကတဖြည်းဖြည်းနဲ့ spiritually attractive ဖြစ်လာမယ်